သူမကစောအဖွဲတွေတောင်လိုက်ဖမ်းနေချိန်မှာပါစိတ်တည်ငြိမ်နေတတ်တဲ့လိမ္မာပါးနှက်သောခိုးသူတစ်ယောက်ဖြစ်သည်ကိုပုံမှာရေချိုးပြီးစအဝတ်ဘဝတစ်ထည်ပဲပတ်ထားပြီးဒေတာခန်တစ်ယောက်လိုအယောင်ဆောင်ကရဲရရှိတစ်ယောက်ရဲ့ရင်ခွင်ထဲကိုတိုက်ရိုက်ပြေးဝင်သွားခဲ့သည်သူမကိုကြောက်လန့်နေတဲ့ဒေတာခန်အမျိုးသမီးတစ်ယောက်လိုထင်မြင်ခဲ့သောရဲရရှိကလုံခြုံရာနေရာတစ်ခုစီခေါ်သွားခဲ့ပြီးမကြသေးမီကဒေါ်လာ1 သန်းတန်လက်ဆွဲကိုခိုးယူသွားသူကသူမပဲဖြစ်ကြောင်းမသိခဲ့ပါရဲရရှိမကြည့်မိချိန်မှာသူမကမျက်နှာဖုံးအသွင်ပြောင်းပြီးတိတ်တဆိတ်ထွက်ပြေးကသူမရဲ့အစီအစဉ်နောက်တစ်ဆင့်ကိုစတင်ခဲ့သည်ချမ်းသာကြွယ်ဝတဲ့သူမရဲ့ရီးစားရဲ့ရုံးဆောက်အုံထဲဝင်ရောက်ပြီးပြတင်းပေါက်တစ်ခုကိုရောက်သွားခဲ့သည်ထို့နောက်ကျူးတစ်ချောင်းကိုအသုံးပြုပြီးအဆောက်အုံအပြင်ဘက်ကနေမိုးထက်အပေါ်ထိတက်ခဲ့သည်မိုးထက်ပေါ်ရောက်သောအခါလေဝင်လေထွက်စနစ်ကိုပိတ်ပြီးလေပြိုလိုင်းများအတွင်လူလိမ်ကတန်မိုးမြင့်အဖိုးတန်ပစ္စည်းများပြည့်နှက်နေသောအခန်းတစ်ခန်းသို့ရောက်ရှိခဲ့သည်ကိုယ်တိုင်ပြင်ဆင်ထားသောကိရိယာများကိုအသုံးပြုပြီးလုံခြုံတက်တာကိုဖောက်ဖျက်ကာအဖိုးတန်ဆုံးပစ္စည်းများကိုယူဆောင်သွားပြီးအစားထိုးအတူများကိုထည့်သွင်းထားခဲ့သည်ထို့ပြင်အချက်ပေးစနစ်ပေါ်တွင်ချွဲကိုကတ်ကာအလုံးမလုံးအောင်ပြုလုပ်ခဲ့ပြီးလာခဲ့သည့်လမ်းကြောင်းအတိုင်းတေချာစွာပြန်လည်ထွက်ခွာခဲ့သည်လေပြိုများမှတဆင့်မိုးထက်သို့ပြန်တက်ပြီးရီးစားရဲ့ရုံးခန်းထဲသို့ခုန်ချဝင်ရောက်ခဲ့တော်လဲမြေချခြင်းမှာမပြည့်စုံခဲ့ပါထိုအချိန်တွင်ချမ်းသာသောသူမရဲ့ရီးစားကလုပ်ငန်းအစည်းအဝေးတစ်ခုကိုပြီးဆုံးထားခါစားဖြစ်သည်သူမကအဝတ်စားပြောင်းလဲပြီးဘိုင်းနာနေသလိုဟန်ဆောင်ထားခဲ့သည်သူ့ကုမ္ပဏီမှာမကြသေးမီကခိုးယူခံထားရကြောင်းမသိသေးသောရီးစားကသူမကိုကူညီရန်လက်လန်းမိခဲ့သည်အချိန်တော်ကြာမီအချက်ပေးတံမြည်ထွက်လာသည်စီးပွားရေးသူထေးကထိတ်လန့်ကလုံခြုံတက်တာရှိရာသို့ပြေးသွားခဲ့ပြီးအလုသမားတစ်ယောက်ရဲ့ဟာတာလုပ်ခြင်းသာဖြစ်မည်ဟုထင်မြင်ခဲ့သည်သူအာယုံပြန့်လွင့်နေစဉ်သူမကတိတ်တဆိတ်အဆောက်အုံမှထွက်ခွာသွားခဲ့သည်နောက်ဆုံးအဆင့်စီစဉ်စတင်ခဲ့သည်သူမကမိဖက်နှင့်တွေ့ဆုံပြီးထိုမိဖက်ကကုန်သည်တစ်ယောက်ဖြစ်အယောင်ဆောင်ကတထေးနှင့်မတော်တဆတွေ့ဆုံနိုင်အောင်စီစဉ်ခဲ့သည်သူတို့ရဲ့ရည်ရွယ်ချက်မှာခိုးယူထားသောအစစ်မှန်အဖိုးတန်ပစ္စည်းများကိုထိုတထေးထံပြန်လည်ရောင်းချပြီးဈေးကြီးကြီးဖြင့်ငွေရှာရန်ဖြစ်သည်တထေးကရုံးသို့ပြန်လာပြီးလုံခြုံတက်တာကိုစစ်ဆေးကြည့်သောအခါမိမိ၏အဖိုးတန်ပစ္စည်းများသည်အတူများဖြစ်နေကြောင်းသိရှိကအံ့ဩသွားခဲ့သည်သို့သောမြည်သူကိုမျှတန်တရားမထားဘဲကုန်သည်ထံမှအစစ်အမှန်ပစ္စည်းများဟုယူဆသောပစ္စည်းများကိုဝယ်ယူရန်ရွှေထုတ်တထုတ်ပေးအပ်ခဲ့သည်သူမနှင့်သူမရဲ့မိဖက်တို့အောင်မြင်မှုကိုကျင်းပနေချိန်တွင်ရီးစားကသူတို့ဘက်သို့လမ်းလျှောက်လာနေသည်ကိုသူမမြင်လိုက်ရသည်လှဲ့လည်မိပြီးရှက်ရွံ့သွားသောသူမကရေထဲသို့ချက်ချင်းခုန်ချကာနှာခေါင်းပိတ်ပြီးရေအောက်တွင်ဝက်နေခဲ့သည်သို့သောထင်သလိုမဖြစ်ခဲ့ပါရီးစားကဒေါသမထွက်ဘဲမိဖက်ကိုကျေးဇူးတင်ကြောင်းပြောခဲ့သည်သူ့ကိုအစစ်အမှန်အဖိုးတန်ပစ္စည်းများဝယ်ယူခွင့်ရရှိစေခဲ့သည့်အတွက်ဖြစ်သည်